အနေနဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးမင်္ဂလာပါကျွန်တော်မိတ်ဆွေတွေနေ့စဉ်နေတဲ့ဗာမင်းတင်ခါကြီးလမ်းညွန်ပြတ်တဲ့ထဲကရေတရာနီးကောင်းကြီးတိုက်တဲ့စင်ကောင်းကြီးအမြဲတမ်းမျှဝေပေးအခုတစ်ခါမှလည်းကျွန်တော်မိတ်ဆွေတွေကပေါ့နော်နာယီတွေနဲ့ပတ်သက်ပြီးတော့အယောင်းဆိုင်ကြီးဖွင့်ထားတဲ့ပုံစံတွေရောင်းအားဝယ်အားကောင်းပေါ့နာယီဆိုတာလက်မပဲပတ်တန်ရနာယီတွေပဲဖြစ်တယ်ပေါ့နော်အမျိုးသားတွေကတော့အများကြီးရှိမှာပေါ့နော်အတုံးနှုံးကတော့နာယီပဲပေါ့နော်အဲ့ဒီနာယီတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ဆိုင်ကိုရောင်းမဝင်ပန်းတွေပွင့်လန်းလာအောင်နာယီဆိုင်တေးတရနေပြီးတော့ဟိုနာယီဆိုင်အကြီးကြီးထီအောင်ကိုယ့်ရဲ့နာယီဆိုင်လေးတွေရောင်းမဝင်ပန်းပွင့်လန်းစေဖို့ဝင်လေးတွေကောင်းဖို့ပေါ့နော်ကိုဖွင့်နေတဲ့ဆိုင်လေးကိုလူတွေစီကားလာအောင်ပြုလို့မှရေရီယာနီးလေးရှိပါတယ်အဲ့ဒါရေရီယာလေးပြုလုပ်လိုက်တာနဲ့မိမိရောင်းဝယ်နေတဲ့နိုင်ဆိုင်လုံးဝအရောင်းဝယ်ကောင်းတော့တယ်အဲ့တော့ဆရာကရန်ကုန်မြောက်ကလာပါမြို့နယ်မှာနေပါတယ်ကျွန်တော်မိတ်ဆွေနော်ဆရာဘေးတော်ဟောကန်ကြီးကမနေ့9နာရီနေကင်းတနာရီနေ့စဉ်ပိတ်ရမရှိဟောကန်ဖွင့်ပါတယ်ဆရာကြီးကိုယ်တိုင်ကိုကြဘေးတင်လာကြည့်ကြတဲ့မိတ်ဆွေတွေကဖုန်းလေးဆက်ပြီးတော့လာလို့ရအနေအလူတွေကျွန်တော်မြင်လျောင်ပြောမယ်ကျွန်တော်အောင်မြင်လာကားကြီးဝင်းနဲ့ပြီးတယ်ပေါ့နော်အဲ့တော့ဆရာဖုန်းနံပါတ်လေးက9 1 6 4 5ဆရာဖုန်းနံပါတ်လေးက9 1 6 4 5ဖြစ်ပါတယ်เนาะကိုယ်တိုင်ကိုကြဘီရင်လာကြည့်ခြင်းနဲ့မိတ်ဆွေတွေကတရက်ချူပြီးတော့ဖုန်းဆက်အဲ့တော့ကျွန်တော်မိတ်ဆွေတွေနာယီအယောင်းတိုင်းဖွင့်ထားတဲ့မိတ်ဆွေနာယီတွေနဲ့ပတ်သက်တော့ရောင်းမဝယ်ပန်းပွင့်လန်းလာအောင်ပြုလုပ်ရမယ်ရေရီယာလေးကကျွန်တော်မိတ်ဆွေပြင်းတော်တိတ်ညော့ပြင်းတော်တိတ်ညော့ငါးညွန့်နဲ့ကိုရောင်းကြီးနေတဲ့နာယီဆိုင်လေးကိုရောင်းမဝယ်ပန်းနေပွင့်လန်းပါစေဆိုနာယီလေးတွေရိုက်ရမယ်ပေါ့နော်တချို့ကြလည်းဒီနာယီတွေထိမိမှပြမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ကောင်တာလေးမှာပေါ့နော်ဒီနာယီထည့်ထားတဲ့ဗီဒီယိုလေးတွေမှာပဲရိုက်ပါဒီနာယီဈေးကောင်းတဲ့အမြန်ဆုံးရောင်းတယ်ပါစေရောင်းထွက်ပါစေဒီနာယီဈေးကောင်းတဲ့အမြန်ဆုံးရောင်းတယ်ပါစေရောင်းငါရဲ့ရောင်းနေတဲ့နာယီဆိုင်ဒီလူတွေစီကားဆိုလာပါသေးတယ်အဲ့ဒီလိုမျိုးလေးကျွန်တော်မိတ်ဆွေပြုလုပ်ပါမနေ့ဆိုင်ဖွင့်တာလည်းလုပ်ပါဒါမျိုးလေးကျွန်တော်မိတ်ဆွေ17ရက်လောက်ပြုလုပ်လိုက်မယ်ဆိုကိုယ့်ရဲ့နာယီဆိုင်ကရောင်းပန်းဝယ်ပန်းတွေပွင့်လန်းလာပြီးတော့ငွေကြေးစီးပွားလက်လာပါတယ်ပွင့်လန်းလာပါအားလုံးကျွန်တော်မိတ်ဆွေတွေအားလုံးကြီးပွားချမ်းသာပါဆရာစီကိုကလေးနာမည်ပြီးလှမ်းတောင်းတဲ့မိတ်ဆွေကျွန်တော်ကလေးနာမည်ပြီးပါကလေးတွေရဲ့ဘဝအနာဂတ်လှပပြီးတော့ဘောတဲ့ကြီးပွားချမ်းသာထိတ်ဆုံးရောက်တဲ့နာမည်ကိုရွေးချယ်ပြီးပါတယ်နာမည်ကတော့မိတ်ဆွေတို့လည်းလှလှပပတွေပေးတတ်မှာပါပဲတို့တော်လည်းဘေးတင်ကင်းကင်းနဲ့နာမည်ကောင်းမှုလို့အဲ့လိုမျိုးမနာမည်လှတော့လှတယ်နာမည်ဒီမှာသွားပြီးတော့တက်ခတ်တွေမိတော့ပတ်ခတ်တွေမိသွားတယ်ပေါ့နော်ပတ်ခတ်တွေမိတော့မန္တနာကိန်းကြီးစိုက်တယ်ဆိုလေဒီကလေးရဲ့အောင်မြင်မှုတွေကရိုက်ချိုးခံတယ်လို့လုံးဝဖြစ်မလာတော့နော်ကံညံ့သွားအဲ့တော့ဆရာမိတ်ဆွေတွေကိုပြောချင်တာကလေးနာမည်ပေးနေနဲ့ကျွန်တော်ကအကြနာအဖေနေကိန်းနဲ့တချို့ကိုဝင်နဲ့စောင်းထားတဲ့မိကနေခွဲစိတ်မွေးဖမ်းမှဆိုမိကောင်းရက်တာရွေးချယ်ပြီးပါအားလုံးကျွန်တော်မိတ်ဆွေကျမ်းမှာပျော်ရွှင်ကြပါစေ